China Hongqi Ghost Global New Launching Event အခမ်းအနားကြီးမှာဆိုလို့ရှိရင်ကားတစ်စီးဝယ်လိုက်တာနဲ့ဒီနောက်ကကားတစ်စီးလက်ဆောင်ရနိုင်တယ်ဆိုတာသိပြီးကြပြီလားဒီ event အခမ်းအနားကြီးอ่ะဆိုလို့ရှိရင်တော့ Novotel Hotel Max မှာမေလ23ရက်နေ့မှာညနေ6:00နာရီကနေပြီးတော့ည9:00နာရီထိခမ်းနားစွာကျင်းပသွားမှာဖြစ်ပါတယ်ဒီ event အခမ်းအနားကြီးမှာဆိုလို့ရှိရင်တော့ Hongqi ရဲ့ HS7 နဲ့ HQ9 ကိုခမ်းနားစွာမိတ်ဆက်သွားမှာဖြစ်ပါတယ်Hongqi ရဲ့ HS7 နဲ့ HQ9 ကားတွေကို pre-order margin နဲ့တွေအတွက်ဆိုလို့ရှိရင်အောက်ပေါ်ပြပါဖုန်းနံပါတ်များမှာ20% down payment ပေးသွင်းရုံနဲ့ pre-order တင်လို့ရပြီဖြစ်ပါတယ် pre-order ကာလတွေနဲ့တော့မေလ23ရက်နေ့မှာနောက်ဆုံးထားပြီးတော့ pre-order ကိုတင်သွင်းရမှာဖြစ်ပါတယ်pre-order သမားများအတွက်အထူးခံစား권တွေနဲ့ SWN ရဲ့ G01F Sport SUV ကားတစ်ကြီးကိုမဲဖောက်ပေးသွားမှာဖြစ်ပါတယ်ဒါ့ပြင်မှာ iPhone 60 Pro Max 5လုံးကိုလည်းမဲဖောက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်တကယ်ကိုမှခံစား권တွေကလုံးဝဝေါပါပဲရွှေပွဲလာပြည်သက်တွေအတွက်ဆိုလို့ရှိရင် iPhone 16 Pro က9လုံး Samsung Galaxy ဖုန်းက10လုံးဒါ့ပြင်မှာ Oppo Vivo Huawei စတဲ့ဖုန်းကအလုံး20စုစုပေါင်း35လုံးထိကိုမဲဖောက်ပြီးတော့ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်အကြောင်းကြောင့်ကွာ Hongqi ကားတစ်ကြီးတွေကို pre-order မတင်လိုက်ရဘူးဆိုလို့ရှိရင်လည်းပွဲချိန်တွင်းမှာကျွန်တော်တို့က300 down payment ပေးပြီးတော့ဝယ်လို့ရမှာဖြစ်ပါတယ်300 down payment ပေးပြီးတော့ဝယ်ယူမဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းကျွန်တော်တို့က pre-order သမားများနီးတူကန်ဆယ်မဲ့ကိုခံစား권ရရှိမှာဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်တို့က pre-order တင်တဲ့သူပဲဖြစ်ဖြစ်300 down payment ပေးထားတဲ့သူပဲဖြစ်ဖြစ်ကျွန်တော်တို့ကဒီ Hongqi ကားတစ်ကြီးရဲ့မူလတန်ဖိုးမှာ300အထိကိုကျွန်တော်တို့က short ချပြီးတော့ရောင်းချပေးသွားမှာဖြစ်ပါတယ်ရေကုန်စိတ်လို့ရှာစရာ G01F ကားတစ်ကြီးကိုပိုင်ဆိုင်ရမယ့်အခွင့်အရေးနဲ့အတူ Hongqi ရဲ့ကားတစ်ကြီးတွေကိုမိတ်ဆက်ပေးမယ် China Hongqi Ghost Global Launching Event အခမ်းအနားကြီးကိုကြွားပေးဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်လို့ပြောရနေပဲဗီဒီယိုလေးဒီမှာပဲဆုံးသက်ပေးချင်ပါတယ်ခင်ဗျာ